ဒီနေ့ဒီဟာလေးကိုပြော suggest လုပ်ပြတော့မှာပဲဒါကပြောအိမ်ကနေထွက်လာတော့ဆိုခဲ့တော့ဒါပေမဲ့ခုနကလို့ထားလိုက်တော့အစီအရောပြတ်သွားပြီဆိုလေးပြဆိုမယ် so pretty I really love this one let me share with the color so I bought it yesterday so can you see that so pretty so the chart color တွေကကြတော့အရောင်ကမပါဘူးဒါပေမဲ့ base အနေနဲ့တခြား color တွေသုံးပြီးတော့သူ့ပေါ်တခြားအရောင်တွေအဲ့လိုမျိုးထပ်ပြီးတော့ဆိုတာတွေတော့အဆင်ပြေလိမ့်မယ်ဒါပေမဲ့ပြောတော့ဒီ raspberry jelly ဆိုတဲ့အရောင်လေးကိုပြောအရင်ကြိုက်တယ်ဆက်စတွေ့ကြရပါတော့လက်ဆောင်